ကဘာအကြီးကျယ်ဆုံးနဲ့အခမ်းအနားဆုံးပွဲဖြစ်လာမဲ့ boxing ပွဲကြီးလာပါတော့မီကန်ဒဝင်း boxing ကမားသမားကြီး Mike Tyson နဲ့ရှုံးပွဲလုံးဝမရှိသေးတဲ့ Floyd Mayweather တို့ဟာ2026ခုနှစ်မတ်လမှာထိုးတက်သွားမယ်လို့သိရပါတယ်သူတို့ပြန်ပွဲကိုအာဖရိကမှာကျင်းပသွားမယ်လို့သိရပြီးတရားဝင်ရက်စွဲအတိအကျတော့ထုတ်ပြန်ထားသေးခြင်းမရှိသေးပါသူတို့နှစ်ယောက်ဟာဝိတ်တဲမတူတာကြောင့်ဘလို့ထိုးတက်သွားမလဲဆိုတာကိုလည်းအတိအကျမသိရသေးပါဘူးအသက်59နှစ်အရွယ်ကန်ဒဝင်း boxing ကမားသမားကြီး Mike Tyson ဟာရှုံးပွဲမရှိသေးလေအသက်48နှစ်အရွယ် Floyd Mayweather ကိုဘလို့ပုံစံမျိုးနဲ့အနိုင်ယူထိုးတက်သွားမလဲဆိုတာပရိသတ်တွေကလည်းကြည့်ကြနေကြပါပြီသူတို့လေပွဲစဉ်ဟာအထူးတရုပ်ပြပွဲ exhibition match ဖြစ်ပေမဲ့လေပရိသတ်တွေကတော့မစောင့်နိုင်အောင်ကိုကြည့်ကြနေကြပါပြီMike Tyson ဟာ2020ခုနှစ်တုန်းက Roy Jones Jr. နဲ့အထူးတရုပ်ပြပွဲထိုးတက်ခဲ့ပွဲမှာတရေရလက်ထွက်ပေါ်ခဲ့ပြီးမြဲစွမ်းဆောင်ရည်ကောင်းမှုတွေကြောင့်ပရိသတ်တွေကျေနပ်ခဲ့ရပါတယ်2025ခုနှစ်မှာလေ YouTuber မှလောက်ဝေသမားအဖြစ်ကူးပြောင်းလာသူအသက်28နှစ်သာရှိသေးတဲ့ Jake Paul နဲ့ရှစ်ချီစလုံးထိုးတက်နိုင်ခဲ့ပြီးအမှတ်နဲ့သာရှုံးနိမ့်သွားခဲ့ပါတယ်